အားလုံးပဲမင်္ဂလာပါဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့လက်တွေ့ကျသောယုံကြည်ခြင်းဖြင့်ဝေဖန်ချက်များအပေါ်ဝိညာဉ်ရေးရာဖြစ်လာဆိုတဲ့အကြောင်းကိုအတူတကွကြမ်းကြက်များဖြင့်လေ့လာခြင်းဆင်ခြင်ရမှာဖြစ်ပါတယ်ဒီဆွေးနွေးချက်ဟာဧဝံဂေလိမျှဝေသူတွေအတွက်ရောမှုတော်ဆောင်တွေအတွက်ပါအရန်ကိုသင်ခန်းစာရစေရဲ့ပတ်တန်းတစ်ခုဖြစ်ပါတယ်။ဒါမှရှင်တဦးကဗုဒ္ဓဘာသာရဲ့ကံကံ၏အကျိုးအကြောင်းကြောင့်အကျိုးဖြစ်ခြင်းနိယာမကိုအခြေခံပြီးတော့ခရိယန်သာနာပြုတွေကိုယုတ်တိဗေဒနဲ့အနိုင်ပိုင်းသွားတာကိုတွေ့ရပါတယ်။သာနာပြုတွေဘက်ကဖျားကတကိုးနဲ့ဘာလို့မလုပ်တာလဲဆိုတဲ့မိကုံးကိုမန္တကြောင့်ဆိုတဲ့အပေါ်ယံအဖြစ်နဲ့ပဲတုံ့ပြန်ခဲ့တာကြောင့်ဆွေးနွေးမှုဟာတိုးမပေါက်ခဲ့တာပါ။လိုလိုက်ယူဆနဲ့ဒီဝေဖန်ချက်တွေကိုဘယ်လိုအစစ်မြင့်မြင့်ပြန်လဲခြေပရမလဲဆိုတာကိုပြင်ဆင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်လက်တွေ့ကျသောယုံကြည်ခြင်းဖြင့်ဝေဖန်ချက်များပေါ်ဝိညာဉ်ရေးရာအဖြစ်လာဖြစ်နံပါတ်1အနေနဲ့ကံနိယာမနဲ့ဖျားသခင်၏တရားမျှတမှုနံပါတ်2အနေနဲ့ဖျားကဘာလို့တကိုးနဲ့မထိန်ချုပ်တာလဲနံပါတ်3အနေနဲ့မျက်မြင်မတွေ့ရသောဖျားနဲ့သိပ္ပံပညာနံပါတ်4အနေနဲ့ဖျားဆင်းလာပြီးငြိမ်းချမ်းအောင်လုပ်ပေးရင်ယုံမယ်အနှစ်ချုပ်ဆိုတဲ့အချက်တွေကိုတူတူကလေ့လာဆင်ခြင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1အနေနဲ့ကံနိယာမနဲ့ဖျားသခင်၏တရားမျှတမှုပတ်သက်ပြီးတော့ဝေဖန်ချက်ကတော့မိဘလှုပ်ကြွေးတဲ့သူကားတိုက်သေးတာအတိတ်ကံနဲ့ပြစ္ဆုတ်ပံကံကြောင့်ဖြစ်တယ်လို့ဖော်ပြတယ်။ခြေပတ်ချက်အနေနဲ့ကတော့ခရိယန်ဘာသာဟာအကြောင်းကြောင့်အကျိုးဖြစ်ခြင်းကိုညှင်းပယ်သောဘာသာမဟုတ်ပါ။ဂလာတိ6ခွန်တွင်လူသည်မျိုးစေ့ကျဲသည့်အတိုင်းရရလိမ့်မယ်လို့အတိလင်းဆိုထားပါတယ်။ခွာခြားချက်မှာဗုဒ္ဓဘာသာက၎င်းကိုအလိုအလျောက်အဖြစ်သောစက်မှုနိယာမအဖြစ်မြင်တော်လေခရိယန်က၎င်းကိုဖျားသခင်ချမှတ်ထားသောကိုယ်ကျင့်တရားနိယာမဟုမြင်ပါတယ်။ဆိုးကျိုးခံစားရခြင်းမှာဖျားသခင်ကတန်ခတ်ခြင်းမဟုတ်ပဲမိမိကျဲခဲ့သောမျိုးစေ့ရဲ့တံပြန်တက်ရောက်မှုသာဖြစ်ပါတယ်။ထို့ကြောင့်ခရိယန်ဝါဒသည်အကျိုးကြောင့်စီရောမှုမရှိသောဘာသာမဟုတ်ပါ။နောက်နံပါတ်2အနေနဲ့ဖျားကဘာလို့တကိုးနဲ့မထိန်ချုပ်တာလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးဝေဖန်ချက်ကတော့ဖျားကတကိုးရှိရင်လူတွေစကားနားထောင်အောင်မနဲ့လိမ္မာအောင်တကိုးနဲ့လှုပ်လိုက်ပါလားဆိုတဲ့ဝေဖန်ချက်ဖြစ်ပါတယ်။ခြေပါချက်အနေနဲ့ကတော့ဖျားသခင်သည်လူသားကိုဖျားသခင်၏ပုံသဏ္ဍာန်နဲ့အညီဖန်ဆင်းထားတယ်။ထိုပုံသဏ္ဍာန်၏အဓိကအချက်မှာလွတ်လပ်စွာရွေးချယ်ခွင့်ပဲဖြစ်ပါတယ်။ဒါကြောင့်ကယ်၍ဖျားသခင်ကလူကိုတကိုးနဲ့အတင်းစကားနားထောင်အောင်လှုပ်လိုက်လျင်လူသည်လူမဟုတ်တော့ပဲဆက်ရုပ်သာဖြစ်သွားပါလိမ့်မယ်။ဆက်ရုပ်တစ်ခု၏နာခံမှုမှာတန်ဖိုးမရှိပါဘူး။ဘုရားသခင်အလိုရှိသည်မှာအတင်းအဓမ္မခိုင်းစေခြင်းမဟုတ်ပဲလူသားကကိုယ်တိုင်အသိဉာဏ်ဖြင့်အလင်းနဲ့အမှောင်ထဲမှာအလင်းကိုရွေးဆက်ခြင်းသာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်3အနေနဲ့မျက်မြင်မတွေ့ရသောဘုရားနဲ့သိပ္ပံပညာဝေဖန်ချက်ကတော့ပရူတိုဂျိုကိုမှန်ပြောင်းနဲ့မြင်ရပေမဲ့ဘုရားကိုဂုထိမမြင်ရဘူးဆိုတဲ့ဝေဖန်ချက်ဖြစ်ပါတယ်။ခြေပါချက်အနေနဲ့ဘုရားသခင်ကရုပ်ဝတ္ထုမဟုတ်ပဲဝိညာဉ်ဖြစ်ပါတယ်။ရုပ်ဝတ္ထုကိုရုပ်ပိုင်းဆိုင်ရာမှန်ပြောင်းနဲ့ကြည့်ရတော့လေဝိညာဉ်ကိုဝိညာဉ်မျက်စိဖြစ်တာမြင်နိုင်ပါတယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်လေကိုမျက်စိနဲ့မမြင်ရပေမဲ့လေတိုင်းလို့တစ်ပင်လှုပ်တာကိုကြည့်ပြီးလေရှိမှန်းသိရတယ်လို့ဘုရားသခင်ကိုမမြင်ရပေမဲ့ဖန်ဆင်းထားတဲ့စัจ java ရဲ့စနစ်တကျရှိမှုနဲ့ပြောင်းလဲသွားတဲ့လူတွေရဲ့အသက်တာကိုကြည့်ပြီးတော့ဘုရားရှိမှန်းသိနိုင်ပါတယ်။သိပ္ပံပညာဟာဘလို့ဖြစ်လဲဟောင်းဆိုတာကိုဖြေနိုင်ပေမဲ့ဘုရားသခင်ကဘာကြောင့်ဖြစ်တယ်လဲဝိုင်းဆိုတဲ့အဓိပ္ပာယ်ကိုဖြေပေးတာဖြစ်ပါတယ်။အဲဒါနံပါတ်4အနေနဲ့ဘုရားဆင်းလာပြီးငြိမ်းချမ်းအောင်လုပ်ပေးရင်ယုံမဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးဝေဖန်ချက်ကတော့ဘုရားကိုယ်တိုင်ဆင်းလာပြီးကဘာကြီးကိုငြိမ်းချမ်းအောင်ချမ်းသာအောင်လုပ်ပေးရင်ကိုးကွယ်မဲဆိုတဲ့ဝေဖန်ချက်ပဲဖြစ်ပါတယ်။ခြေပါချက်အနေနဲ့ကတော့သခင်ယေရှုဟာလူစားတိခံယူကကဘာမြေတို့ဆင်းလာခဲ့ပြီးသားဖြစ်ပါတယ်။ကိုတော်သည်ငြိမ်းချမ်းရေးကိုအပြင်ပန်းဥပဒေပဲမပေးရလူသားတို့ရဲ့အတွင်းစိတ်နှလုံးသားပြောင်းလဲခြင်းပေးခြင်းအဖြစ်သာပြီးတယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကယ်၍လူသားတွေရဲ့စိတ်ထဲမှာလောဘဒေါသတွေရှိနေသူ၏ဘုရားသခင်ကအပြစ်မှန်းကိုဘလောက်ပဲငြိမ်းချမ်းအောင်လုပ်ပေးပါစေလူတွေဟာတိုက်ခိုက်နေဦးမှာပါစစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာကအပြင်ကလာတာမဟုတ်ပဲအတွင်းကခရစ်တော်ရဲ့ညီသက်ချင်းမှရရှိနိုင်တာဖြစ်တယ်လို့နားလည်ရမှာဖြစ်တယ်။ဒါကြောင့်အနှစ်ချုပ်အနေနဲ့ဒီဆောင်းမရှင်ကိုပြန်လည်ခြေပရမှာမာနကိုပဲအပြစ်ပုံချခြင်းထက်လူသားရဲ့ရွေးချယ်မှုနဲ့တာဝန်ယူမှုကိုပုံမအလေးပေးသင့်ပါတယ်။ဘုရားသခင်ကမာနကိုမတက်သေးခြင်းမှာလူသားတွေရဲ့သစ္စာရှိမှုကိုစစ်ဆေးဖို့နဲ့ရွေးချယ်ခွင့်ကိုတည်မြဲစေဖို့ပဲဖြစ်ပါတယ်။မာနမရှိရင်ရွေးချယ်စရာမရှိတော့သလိုရွေးချယ်ခွင့်ဆိုတာလည်းအဓိပ္ပာယ်ပဲသွားမှာပါ။ဒါကြောင့်ကယ်တင်ခြင်းဆိုတာကဘုရားသခင်ကအတင်းဆွဲခေါ်တာမဟုတ်ပဲပျက်စီးနေတဲ့လောကထဲကနေအသက်ကိုရွေးချယ်သူတွေကိုလက်ဖွင့်ပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာလက်တွေ့ကျသောယုံကြည်ခြင်းဖြစ်တဲ့ဝေဖန်ချက်များပေါ်ဝိညာဉ်ရေးအဖြစ်လာဆိုတဲ့အကြောင်းကိုနားလည်ပြီး
ဘုရားသခင်ပြုလုပ်ပေးသောကျေးဇူးတော်ကိုရွေးချယ်ဝန်ခံတတ်စေဖို့ရန်ကြံ့ကြက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နားထောင်သူအလုံးပေါ်ဘုရားသခင်၏ကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။